အားလုံးမင်္ဂလာပါကျွန်တော်တို့ရန်ကုန်ကနေစလာရင်ကျွန်တော်တို့146မိုင်ကနေကျွန်တော်တို့တောင်ငူဖက်ကိုလမ်းခွေရှိပါတယ်เนาะအဲ့ဖက်မှာရောက်တော့ကျွန်တော်တို့မြုပ်လာဆိုတဲ့မြုပ်ကလေးကျွန်တော်တို့ရောက်ပါတယ်အခုရောက်နေတဲ့နေရာကမြုပ်လာဆိုတဲ့မြုပ်ကလေးမှာရှိတယ်ဒီမှာ1992ကတည်းကဆောက်ထားတဲ့အိမ်တအိမ်အကြောင်းကိုပြောချင်တယ်အခုအဝင်လေးမှာကကျွန်တော်တို့လမ်းအောက်ကိုတော်နေပြီဆိုပေမဲ့ကျွန်တော်တို့အခုငါးရှိမဲ့ပုံပဲဒီလားငါးရှိမဲ့ပုံပဲဒီမှာเนาะကျွန်တော်တို့အခုမြုပ်လာကိုသာသနာစပြုနေတယ်ဆရာတို့เนาะအိမ်ဖြစ်ပါတယ်เนาะကဲဒီအိမ်ကအရင်တုန်းကတကယ်ပဲเนาะအပြင်ကနေကြည့်လိုက်တာနဲ့အခမ်းမှမယ်ထင်တယ်เนาะအရင်တုန်းကဒီအိမ်ကလုံးဝတရေချောက်တဲ့အိမ်ဖြစ်တယ်เนาะဒီတမြုပ်လုံးကဘသူမှမနေချင်ဘူးနေဖို့ကြောက်ကြတာပေါ့เนาะနေဖို့ကြောက်ကြတာပေါ့အဲ့တော့ဒီအခုကျွန်တော်တို့ဆရာကဒီအင်ကိုဆိုင်ကနဲ့ပတ်ပြီးတော့တွေ့တာနဲ့ချက်ချင်းကိုဒီအင်ကိုငားမယ်ဆိုပြီးတော့စိတ်ပိုင်းဖြတ်ပြီးတော့ဒီအင်ထဲမှာတမြုပ်လုံးကကြောက်တဲ့နေရာကိုအခုတော့ဖျားဝတ်ပြုတဲ့နေရာဖြစ်လာပါပြီเนาะဒီမှာကျွန်တော်တို့เนาะဒီဆရာကဟိုးအရင်တုန်းကငပလီမှာသာသနာပြုတဲ့ဆရာဟုတ်ပါတယ်အခုเนาะဒီပကူတိုင်းမြုပ်လာမှာเนาะပြန်ပြီးတော့ဒီမှာပြန်ပြီးအစပြုနေတယ်เนาะအထဲမှာတစ်ချက်ကြည့်မယ်အရင်တုန်းကတော့တရေချောက်တဲ့အိမ်ကအခုဘယ်လိုရှိသွားလဲဆိုတော့အခုကျွန်တော်ဒီပကူတိုင်းထဲမှာကျွန်တော်ရောက်ပြီးတော့တင်တန်းလုပ်တဲ့နေရာဖြစ်သွားပြီเนาะဒီမှာတင်တန်းလုပ်တဲ့နေရာအခုဒီနေ့ကျွန်တော်တို့ဒီမှာကျန်းစာနှုတ်ကပတ်တော်ခံယူကြတယ်ဒီမှာဧသေးတွေဒီမှာအေးကြတယ်ဒီမှာဆရာကြီးဒီမှာဆရာကတော့เนาะဝန်တာတယ်ဒီမှာအရင်တုန်းကဘာပဲဖြစ်နေဖျားလူတွေရောက်တဲ့အခါမှာလောကအရာတွေကเนาะဖေးပေးရတယ်ဆိုတဲ့အရာတွေမှာဆရာတို့ကိုကြည်ချင်အဖြစ်ခွန်အားအများကြီးရတယ်အခုကျွန်တော်တို့အပေါ်တစ်ချက်ပြခြင်းတယ်เนาะအပေါ်မှာတစ်ချက်ပြခြင်းဒီမှာเนาะဒီအပေါ်မှာကြတော့ဒါ Sunday မှာဝတ်ပြုတဲ့နေရာဖြစ်ပါတယ်ကဲကြည့်လိုက်เนาะဒါလွန်ခဲ့တဲ့3လတုန်းကကျွန်တော်တို့ဒီနှဆိုးတွေတရေတွေကျက်စားတဲ့နေရာဖြစ်တယ်အခုဂျေဇုတော်ထဲမှာဖျားဝတ်ပြုတဲ့နေရာဖြစ်သွားပြီเนาะတကယ်အန်အောစရာကောင်းတယ်ဖျားပြုတဲ့အမှုဖြစ်တယ်ဒီမှာเนาะယုံကြည်သူဒီမရှိဘူးဒီမြို့ထဲမှာเนาะဒီမြို့ထဲမှာယုံကြည်သူဒီမရှိဘူးအခုမယုံကြည်သူဒီနဲ့အတင်းတော်ကစနေတာဖြစ်ပါတယ်အဲလို့เนาะတမြုပ်လုံးကကြောက်တဲ့နေရာဟာအခုဆိုလို့ချင်းတမြုပ်လုံးအတွက်နမိတ်လက္ခဏာစီးထွက်တဲ့နေရာဖြစ်ပါပြီကျွန်တော်ဒီနေရာမှာ3ရက်တင်တန်းเนาะလှုပ်ဖို့ရောက်လာတာဖြစ်ပါတယ်ဒီမှာเนาะထာဝရဘုရားအနုကပတ်တော်ဟောမူကားဤမှုဒီဘိုးချေအဖြစ်မဟုတ်အာနာတကူအဖြစ်မဟုတ်ငါဝိညာဉ်အဖြစ်လိမ့်မည်ဟုကောင်းကင်ဘုရားရှင်ထာဝရဘုရားမိန့်တော်မူ၏เนาะအမှုတော်မြတ်မှာဖြစ်တန်းတဲ့ညီကိုဒီအာမငေပါနဲ့ဘုရားကသင်ကိုတာဝန်ယူနေပါတယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့ရောက်စီတိုင်းပေါ်မှာဘုရားကောင်းကြီးပေးပါစေ